အတင်းပြောတဲ့သူတွေကဆက်ပြီးပြောကြပါစေကျွန်တော်တို့ကချစ်ချင်းမြတ်တာပြသပေးရမှာဖြစ်တယ်ဝေဖန်တဲ့သူတွေကဝေဖန်ကြပါစေကျွန်တော်တို့ကခွင့်လွှတ်ရှင်ပြသပေးရမှာဖြစ်တယ်ပုံမြင်တဲ့တပုတ်ပြောပြခြင်းနဲ့မြို့တစ်မြို့မှာရည်ကြီးတဲ့အချိန်မှာလူတွေလည်းပါသွားတယ်ခွေးတွေလည်းသူတို့မွေးထားခွေးလေးတွေပေါ့နော်အကုန်ပါသွားတော့ကေဗီသမားတွေကတွားခဲ့ကြတယ်လူတွေလည်းကဲကြတယ်သူတို့ရဲ့ချစ်စရာကောင်းတဲ့ခွေးလေးတွေကိုလည်းကဲပေးကြတယ်အဲ့ဒီအချိန်မှာခွေးလေးတစ်ကောင်ကလာကဲပြီးတဲ့သူကိုပြန်ကြိုက်တယ်ကဲဗီသမားကခွေးလေးကိုကဲရင်နဲ့အဲ့ဒီခွေးကသူ့ကိုပြန်ကြိုက်တယ်လာကဲမှမသိလို့ပေါ့နော်အဲ့ဒါနဲ့ကြိုက်တော့တော်တော်လေးကြိုက်နေတော့တခြားဘေးကကဲဗီသမားညီကိုကလှမ်းပြောတယ်မင်းကိုကြိုက်နေပြီမင်းကဲပေးနေတာကိုတည်ရတဲ့မင်းကိုကြိုက်နေပြီဆက်မကင်းနေတော့လို့ပြောတော့ခွေးလေးကိုကဲပေးတဲ့သူကပြောတယ်ခွေးရဲ့တဘာဝကတော့ကြိုက်မှာပဲဒါပေမဲ့ငါရဲ့တဘာဝကတော့ကဲပေးမယ်ဆိုရရမှာနော်ဒါလေးနဲ့ကျွန်တော်ဘာကိုပြောပြချင်လဲဆိုတော့မှန်တယ်ခွေးကတော့ခွေးဖြစ်လို့ကြိုက်တတ်တယ်ဒါပေမဲ့လူကတော့ကဲတဲ့သူဖြစ်လို့ကဲပေးတယ်ကျွန်တော်တို့ခရီးနဲ့အများစုသိတဲ့ကျမ်းပိုက်တစ်ခုရှိတယ်အဆိုးအဖြစ်ရှုံးမခံတဲ့အကောင်အဖြစ်တုံ့ပြန်မှာဆိုရရကျွန်တော်တို့ကကောင်းစားတဲ့စနစ်တော်သားရှိရမှာသူတစ်ပါးကိုချစ်ချင်းမြတ်တာပြပေးရမှာသူတစ်ပါးကိုယ့်ဘောမှာကောင်းတယ်ကိုကပြန်မကောင်းရမှာမဟုတ်ဘူးသူတစ်ပါးကိုယ့်ဘောအတင်းပြောတယ်ကိုကပြန်ပြီးအတင်းပြောရမှာမဟုတ်ဘူးသူတစ်ပါးကိုယ်ကိုမုန်းတယ်ကိုကပြန်ပြီးအမုန်းပေးရမှာမဟုတ်ဘူးကိုကသခင်ခရစ်တော်ရဲ့ချစ်ချင်းမြတ်တာအကြောင်းကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးရမှာကျွန်တော်တို့တခြင်းလေးပဲမဆုံးနဲ့ဖခင်ကြောင့်တစ်ပတ်တစ်ခါလာတယ်သခင်မြတ်တတ်တယ်လို့ကျွန်တော်မြင်စီပါသခင်ပြောတဲ့အတိုင်းပြောတတ်စီတခြင်းလေးမဆုံးနဲ့တကယ်ပေါ်မှာလက်တွေ့အသုံးပြုပါသခင်မြတ်တတ်တယ်လို့သူတစ်ပါးကိုချစ်ချင်းမြတ်တာနဲ့မြတ်တတ်ပါစေသခင်ပြောတတ်တယ်လို့သူတစ်ပါးကိုကျွန်တော်တို့ကောင်းမြတ်ခြင်းစကားပဲပြောပါစေအတင်းပြောတာတွေမလုပ်ပါနဲ့မိသားစုဝင်တွေဒါလေးပြောပြခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအတင်းတော်တွေမှာအတင်းပြောတာအများများတယ်အမုန်းစကားတွေပြောတာအများများတယ်ကျွန်တော်တို့လေးအတင်းတော်တိုင်းမှာခရစ်ယာန်တွေအများစုအတင်းတော်တိုင်းစတဲ့ပြလာဆိုတဲ့ခန္ဓာပြောတယ်ပေါ့နော်အတင်းပြောတဲ့နေရာအများဆုံးကအတင်းတော်အမုန်းတရားအများဆုံးနေရာအတင်းတော်ဆိုတာမှန်ပါတယ်အချစ်တွေဖြတ်ဝဲတဲ့နေရာမှာလည်းအတင်းတော်ရှိတယ်မဲ့တခါလေးမှာကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ကိုအလိုလိုက်ပြီးတော့အတင်းပြောရရရှိတယ်အမုန်းစကားပြောရရရှိတယ်ကျွန်တော်ပြောပါမယ်ဖះကျော်လို့ခေါ်ရတာချစ်ချင်းမြတ်တာပြဖို့တခေါ်တာခွေလို့ရှင်ပြဖို့တခေါ်တာ